နှစ်ပတ်ကြာပြီးနောက်မှာတော့စာအုပ်ဟောင်းတွေအောက်မှာမန်းနဲ့ထိန်ချုံမှုနဲ့ဘော်ရာစီစဉ်မှုရဲ့လှုပ်ဝက်ချက်တွေနဲ့မင်ထားတဲ့မိုတက်နေတဲ့စာမျက်နှာတွေအောက်မှာမြုပ်နှံထားတဲ့အချိန်ကအဲ့ဒါပါပဲမျက်လုံးတွေလောင်ကျွမ်းတဲ့အထိနှစ်ပတ်စာဖတ်ခြင်းကျွန်တော်ရဲ့တုံရီနေတဲ့လက်ချောင်းလေးတွေနဲ့ပုံတွေကိုအထက်ထက်အခါခါရေးဆွဲခြင်းကလေးတစ်ယောက်ရဲ့အားနည်းတဲ့ခန္ဓာကိုယ်ထဲကိုပြန်လည်မွေးဖွားလာတဲ့စိတ်ထဲကိုရှေးဟောင်းအသိပညာတွေကိုထွင်းထူးဖို့ကြိုးစားခြင်းတူလောင်ကန်းဟာကျွန်တော်ရဲ့ခိုးလုံရဖြစ်လာခဲ့ပြီးမိန်ပြထောင်းတွေနဲ့ဖုံမုံတွေနဲ့ပြည့်နေတဲ့လေထုဟာကျွန်တော်ရဲ့အတိတ်ဘဝကစစ်မြေပြင်အမှတ်တရတွေနဲ့အတော်လေးကွာခြားပေမဲ့အရေးမကြီးပါဘူးအခုတော့နောက်ဆုံးတော့အချိန်တန်ပါပြီကျွန်တော်တို့ရဲ့ရိုးရှင်းတဲ့အိမ်နောက်ကလက်ကွင်းကရွှေရောင်ကောင်းကင်အောက်မှာကျွန်တော်ကိုကြိုဆိုခဲ့ပါတယ်ညနေခင်းအလင်းရောင်ကတစ်ပင်တွေကိုဖြတ်ပြီးတရားအားလုံးကိုနူးညံ့တဲ့ပရင်းရောင်တွေနဲ့ချေမှုန်းထားပါတယ်နှင်းဆက်တွေကကျွန်တော်ရဲ့ခြေပလာအောက်ကမျက်ခင်းပြင်တွေမှာကန့်ညှိနေစေဖြစ်ပြီးပွင့်လင်းတဲ့နေရာကိုခြေလန်းလိုက်တဲ့အခါကျွန်တော်ရဲ့အရေးပြားနဲ့အေးမြပြီးထက်မြက်နေပါတယ်ကျွန်တော်ရဲ့အသက်ရှူတန်ကနှေးကွေးပြီးတိုင်းတာခံရပြီးကျွန်တော်ရဲ့နှလုံးသားကကျွန်တော်ရဲ့အရေးပြားအောက်မှာမိန်ပြကွေးညွတ်နေတဲ့အော်ရာရဲ့ပါလွှာတဲ့အလွှာအောက်မှာတည်ငြိမ်နေပါတယ်ကျွန်တော်ရဲ့သုံးနှစ်မြောက်မွေးနေ့အပြီးရက်သက်တစ်ပတ်တွေကြာမှာကျွန်တော်ရဲ့အဖေပေးခဲ့တဲ့တစ်သားသားဟာကျွန်တော်ရဲ့လက်ထဲမှာရင်းနှီးတဲ့အလေးချိန်နဲ့အနားယူသွားပါပြီဒါဟာပုံသွင်းထားတဲ့ပုတ်တိုက်ထားတဲ့အကိုင်းခက်တစ်ခုထက်ဘာမှမပိုပါဘူးအများစုအတွက်ကစားစရာတစ်ခုပါပဲကျွန်တော်အတွက်ကတော့ပထမဆုံးတော့ပါပဲကျွန်တော်ရှိမှအဖေဟာမနက်တိုင်းလေ့ကျင့်ခဲ့တယ်လို့ပဲသူ့ရဲ့ဒါဟာနှစ်ပေါင်းများစွာထက်ခါတလဲလဲလှုပ်ဆောင်မှုတွေစီကနေပေါက်ဖွာလာတဲ့အားစိုက်ထုတ်မှုမရှိတဲ့တိကျမှုနဲ့လေထဲမှာတီးဆူနေပါတယ်ကျွန်တော်ခဏလောက်စောင့်ကြည့်ပြီးသူ့ရဲ့လှုပ်ရှားမှုတွေရဲ့စီးချက်ကိုကျွန်တော်စီးချက်ညီအောင်နှလုံးခုန်တန်လို့ကျွန်တော်အယိုးတွေထဲကိုတည်ငြိမ်အောင်ထားခဲ့ပါတယ်သူ့ရဲ့ရှိနေခြင်းကကျွန်တော်ကိုခိုင်မာစေခဲ့ပါတယ်ဒါဟာတကယ်ဖြစ်ရမှန်ဖြစ်ကြောင်းသတိပေးခဲ့ပါတယ်ဒါဟာအခုပါပဲကျွန်တော်ဓာတ်ကိုမြောက်လိုက်ပါတယ်ကစားဖို့ဒါမှမဟုတ်အတူယူဖို့မဟုတ်ပါဘူးကျွန်တော်ဖြည်းဖြည်းချင်းအသက်ပြင်းပြင်းရှူပြီးမျက်လုံးတွေကိုမှိတ်လိုက်ပြီးကြွက်သားတွေဒါမှမဟုတ်အယိုးတွေစီကိုမဟုတ်ပဲပိုးနှက်ဆိုင်တဲ့အရာတစ်ခုစီကိုလက်လန်းလိုက်ပါတယ်စာအုပ်တွေကဒါကိုမီလီယံတစ်ခုလျှက်စီးကြောင်းတစ်ခုအသားအောက်မှာခုန်နေတဲ့ဒုတိယနှလုံးသားတစ်ခုလို့ဖော်ပြထားပါတယ်အရမန်ကကျွန်တော်ရဲ့အရင်ဘဝတုန်းကကျွန်တော်ကင်ဆွဲခဲ့တဲ့ခါနဲ့တိတ်မကွာခြားပေမဲ့လက်ဆက်တဲ့နားလည်မှုကိုတောင်းဆိုဖို့လုံလောက်တဲ့ထူးခြားတဲ့စွမ်းအားတစ်ခုပါပြီးတော့ကျွန်တော်ခံစားလိုက်ရပါတယ်အေးဆက်တဲ့ကြောက်တုံးပေါ်မှာနေအောင်ကြီးရဲ့ပထမဆုံးနှွေးထွေးမှုလိုပဲအဲ့ဒါကအသက်ဝင်လာပါတယ်အားနည်းတယ်ပျက်စီးလွယ်တယ်ဒါပေမဲ့တကယ်ဖြစ်ရမှန်ပါအဲ့ဒီစွမ်းအင်ကိုကျွန်တော်ရဲ့ခြေလက်တွေစီဆွဲယူလိုက်ပြီးခြေထောက်တွေစီဥတီသွားတဲ့အခါကျွန်တော်ရဲ့အတန်ကတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်ဟာကျွန်တော်မြေကြီးပေါ်ကနေကန်ချလိုက်တဲ့အခါကျွန်တော်ရဲ့ခန္ဓာကိုယ်ငယ်လေးကလေထဲမှာအပြည့်အဝလဲပတ်ပြီးလိန်ကောက်နေတယ်ကျွန်တော်ရဲ့ဓာတ်ကကျွန်တော်ပတ်ဝန်းကျင်ကနေရာကိုတန်ရှင်းတဲ့ဆက်ဝိုင်းတစ်ခုထွင်းထူးလိုက်တဲ့ရွေလျားမှုအရေးကတိကျတယ်ဒီကလေးရဲ့အရေးပြားအောက်မှာကြာမြင့်စွာမြုပ်နှံထားတဲ့ကြွက်သားတွေတဲကိုတစ်ချိန်ကတူးဆွခဲ့တဲ့နီးစနစ်တွေရဲ့ပဲ့တင်တန်လိုပါပဲကျွန်တော်ပေါ်ပါစွာဆင်းသက်လိုက်တဲ့အသက်ရှူမဝဘူးကျွန်တော်ရင်ဘက်ကထက်မြက်ပြီးစိတ်အားထက်သန်စွာမြင့်တက်ပြီးလဲကျသွားခဲ့တယ်ငါလုပ်ခဲ့တယ်တကယ်ပဲငါအရကို3နိုင်နဲ့ခိုက်လိုမျိုးပဲခဏလောက်အောင်ပွဲကိုခံစားလိုက်ရတယ်ကျွန်တော်ထက်လေ့ကျင့်လိုက်တယ်ဒီတစ်ခါတော့ရိုးရှင်းတဲ့လွှဲခြင်းတွေအတွင်းနဲ့လှုပ်ရှားမှုစွမ်းအင်နဲ့ပုံတံကြားကဆက်ဆက်မှုကိုပြန်လည်ပြုပြင်ပေးတယ်ဒါပေမဲ့မကြခင်မှာပဲမောပန်းနွမ်းနယ်မှုကကျွန်တော်ကိုဖျက်ဆီးသွားပြီးစူးစမ်းအားထုတ်မှုရဲ့အလေးချိန်အောင်မှာကျွန်တော်ရဲ့ခြေလက်တွေတုန်ခါနေခဲ့တယ်အရန်အားနည်းနေတော့ပဲဒီခန္ဓာကိုမလုံလောက်သေးဘူးအတန်တစ်ခုကကျွန်တော်ရဲ့အတွေးတွေကိုဖြိုခွင်းလိုက်တယ်မင်းရဲ့အရှိန်အဝါကိုဘလို့နိုးထစေခဲ့တာလဲအဲ့ဒီလိုင်းတွေမင်းဘယ်မှာတင်ယူခဲ့တာလဲငါမင်းကိုအဲ့ဒါမတင်ပေးခဲ့ဘူးကျွန်တော်လန့်သွားပြီးလှည့်ကြည့်လိုက်တယ်အဖေကသူ့နဖူးကချွေးတွေကိုတုပ်ရင်းဘေးမှာရက်နေတယ်သူ့မျက်လုံးတွေအဲ့ဒီထက်မြက်တဲ့အပြာရောင်မျက်လုံးတွေကတိတ်ဆိတ်ငြိမ်သက်တဲ့ဆက်စုခြင်းစိတ်ကြောင့်တန်တရားနဲ့ငါ့ကိုကျဉ်းမြောင်းစေတယ်ဒါမှမဟုတ်မယုံနိုင်စရာအားကျွန်တော်မေ့သွားတယ်အဖေလည်းဒီမှာရှိနေတယ်ကျွန်တော်ရှက်ရွံ့စွာပြုံးလိုက်တယ်အဖေသားကိုမဝေ့ခင်အမြဲအာယုံစိုက်နေတာကိုကျွန်တော်သတိထားမိတယ်
ဒါကြောင့်ကျွန်တော်လည်းအဲ့ဒီလိုလုပ်ကြည့်တာပါပြီးတော့တစ်ခုခုကိုခံစားမိတယ်ပြီးတော့အလုပ်ဖြစ်တယ်အဖေရဲ့မျက်မှောင်ကျုံမှုကပိုနှက်ဆိုင်လာတယ်သူ့အကြည့်ကပိုထက်မြက်လာတယ်အဲ့ဓာတွေကခံမှန်းတတ်တဲ့ကလေးတစ်ယောက်ရဲ့ကြာပန်းလိုင်းတွေမဟုတ်ဘူးသူတို့ကအရန်တိကျလွန်းတယ်အပြစ်ကင်းစင်မှုကိုစူးစမ်းရင်းကျွန်တော်ပခုံးတွန်းပြလိုက်တယ်အဖေစိတ်ထင်ကျွန်တော်လုံးကြံထားတာလားသူ့ရဲ့အကြည့်ကကြာရှည်နေတယ်တန်တရားနဲ့တိုင်းတာနေတယ်ဒါပေမဲ့နောက်ဆုံးမှာသူအသက်ရှူထုတ်ပြီးသူ့လက်ထဲကဓားကိုလှမ်းလိုက်တယ်ကောင်းပြီမနှက်ဖြန်ကစပြီးငါမင်းကိုကောင်းကောင်းတင်ပေးမယ်ခဏတာအတွက်ကျွန်တော်သူ့ကိုမျက်တောင်ခတ်ကြည့်ရုံပဲတတ်နိုင်တယ်စူပူတာမျိုးမရှိဘူးအန်ဒီရဲ့အကြောင်းဟောပြောတာမျိုးမရှိဘူးလက်ခံတာမျိုးပဲရှိတယ်လမ်းညွန်မှုကတိကျွန်တော်ဒါကိုမမျှော်လင့်ထားဘူးအိုးပြီးတော့ကျွန်တော်တိုးဆုပ်နေခဲ့ပြီးကျွန်တော်ရဲ့ပူကောင်းတဲ့ဆုံးဖြတ်ချက်ကကျွန်တော်ကိုမတားဆီးနိုင်ခင်မှာပွန့်ပွန့်လင်းလင်းပြောလိုက်တယ်ကျွန်တော်လဲကျွန်တော်ရဲ့မာနဥတိုင်းကိုဖွဲ့စည်းခဲ့တယ်အဲ့ဒါကနောက်ဆုံးမှာသူ့ရဲ့တည်ငြိမ်မှုကိုချိုးဖျက်လိုက်တယ်နောက်မနေနဲ့မင်း3နှစ်ပဲရှိသေးတယ်ကျွန်တော်နောက်နေတာမဟုတ်ပါဘူးကျွန်တော်ပါးတွေကိုတွန့်လိန်လိုက်ပြီးစိတ်ပြက်လက်ပြက်လေတံထဲဝင်လာတယ်ကျွန်တော်တကယ်လုပ်ခဲ့တယ်အဲ့ဒါကိုတက်တည်ပြဖို့အတွက်ကျွန်တော်တိတ်တိတ်လေးဖန်တီးထားတဲ့လမ်းကြောင်းတွေတလျှောက်မန္တာကိုစူဆောင်းခဲ့တယ်ခဏကြာမှတောက်ပတဲ့စွမ်းရင်ကကျွန်တော်ရဲ့တင်းငယ်တဲ့ခန္ဓာကိုယ်ကိုရစ်ပတ်ပြီးဒုတိယအရေးပြားတစ်ခုလိုကန့်ညှိနေတယ်အဲ့ဒါကကျွန်တော်ရဲ့အသားပေါ်မှာတိုးတိုးလေးညှဉ်းညူနေပြီးမြင်တတ်သူတွေသာမြင်နိုင်တယ်အဖေကစိုက်ကြည့်နေတယ်သူ့မျက်ခုံးတွေတွန့်ကွေးသွားပြီးရှုပ်ထွေးမှုကတိတ်ဆိတ်တဲ့ကြောက်ရွံ့မှုကိုအစားထိုးလိုက်ပြီးသူ့စိတ်ကလက်ခံဖို့ရုန်းကန်နေရတာကိုဘီစာကမှတ်မိသွားတယ်ဘလို့မင်းဒါကိုဘလို့လုပ်ခဲ့တာလဲကျွန်တော်တုတ်ဆုပ်နေခဲ့ပြီးကျွန်တော်ကင်တွင်နိုင်တဲ့အယိုးရှင်းဆုံးအမှန်တရားကိုပြောပြလိုက်တယ်တူလောင်ခန်းထဲကစာအုပ်တွေအကြောင်းအဖေကျွန်တော်ကိုပြောပြတော့ကမှတ်မိလားကျွန်တော်တက်တာတစ်လုံးတွေ့တယ်တိုက်ကြီးပေါ်မှာစာအုပ်တွေဩဇာအကြောင်းမော်ပညာအကြောင်းတတဝါတွေအကြောင်းစာအုပ်တွေရှိတယ်ကျွန်တော်ဖတ်ကြည့်ပြီးကျွန်တော်အားလုံးနားမလည်ပေမဲ့လုံလောက်တယ်သူ့အကြည့်တွေနူးညံ့သွားတယ်အံ့အားသင့်မှုကပိုငြိမ်သက်တဲ့တစ်ခုခုအဖြစ်ပျောက်ကွယ်သွားတယ်မှတ်မိတာဖြစ်နိုင်တယ်အဲ့ဒီစာအုပ်တွေမင်းမေပိုင်နာသူမက